ချိန်ကြရင်ကိုသားသမီးတွေကကျွန်တော်ရဲ့အဖေမေငွေကြေးအရာအမျှော်မြင်ရှိလိုက်တာပေါ့နော်ကျွန်တော်ကိုဒီလိုပြင်ဆင်ထားပေးတဲ့ကြောင့်ကျွန်တော်အတွက်ရောက်စဲမင်္ဂလာပါဒီနေ့တော့မိမိရဲ့သားသမီးကိုငွေကြေးအရာဘယ်လိုပံ့ပိုးကူညီပေးရမယ်ဆိုတဲ့အချက်၄ချက်ကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ငွေကြေးအရာကလေးတွေရဲ့အနာဂတ်ကိုကြိုတင်ပြင်ဆင်ပေးရမယ့်အချက်တစ်ချက်ကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ credit card account ထဲမှာကလေးတွေရဲ့နာမည်ကိုထည့်သွင်းခြင်းအပြင်ဒါကလည်းကလေးတွေအတွက်ကြိုတင်ပြင်ဆင်ထားမှုအချက်တစ်ခုဖြစ်ပါတယ်။ဒါကဘာအတွက်အရေးကြီးလဲဆိုရင်တစ်ချိန်ကျရင်ကလေးတွေက credit ကိုပိုင် credit ကင်မဲ့အချိန်ရောက်လာတဲ့အခါကျရင်ကိုယ့်ရဲ့မိဘကကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်ပေါ့နော်ကိုယ့်ရဲ့ credit ကို credit ကောင်းဖို့အတွက်ဂျာကြီးစောင့်ကြမလို့ပဲလိုအပ်တဲ့အကျိုးခံစားခွင့်တွေကိုကျွန်တော်ရရှိနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒါလည်းကလေးတွေကိုကြိုတင်ပြင်ဆင်ထားဖို့ရန်အတွက်အရေးကြီးပါတယ်ဆိုတော့တစ်ချိန်ကျရင်သူတို့ကကိုပိုင် credit card အသုံးပြုလာတဲ့အခါကျရင်သူတို့အတွက် credit ကိုဂျာကြီးစောင့်ကြမလို့ပဲသူတို့ credit ကိုတိစောက်ပြီးသားဖြစ်ပါတယ်ဒါကြောင့်ဒီအချက်တွေမှာလည်းကလေးတွေကိုကူညီဖို့ရန်အတွက်အရေးကြီးပါတယ်ဒါကြောင့်ကိုယ့်ရဲ့ credit card account ထဲမှာကလေးတွေရဲ့နာမည်ကိုကြိုပြီးထည့်သွင်းထားဖို့လည်းအားလုံးကိုဒါတိုက်တွန်းချင်ပါတယ် Okay နံပါတ်2ကတော့529 college saving account ဖွင့်ထားပေးခြင်းဖြစ်ပါတယ်529ဆိုတာကကျွန်တော်ဒီပညာရေးအသုံးစရိတ်အတွက်ပေါ့နော် college တက္ကသိုလ်ပညာရေးအသုံးစရိတ်အတွက်ကျွန်တော်တို့မိဘအနေနဲ့စုဆောင်းထားတဲ့နာမကကျွန်တော်တို့စုဆောင်းထားပြီးရင်းနှီးမြှုပ်နှံထားတဲ့ account တစ်ခုဖြစ်ပါတယ်ဒီငွေကြေးကိုတစ်ချိန်ကြာရင်ကျွန်တော်တို့ဒီသားသမီးတွေကိုယ့်ရဲ့သားသမီးတွေ college ပညာအဆင့်မြင့်ပညာတက်တဲ့အခါတွေမှာတော့ကောင်းပေါ့နော်ကျွန်တော်တို့ဒီငွေကြေးကိုထုတ်ပြီးတော့အသုံးပြုလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပညာရေးအသုံးစရိတ်ဟာတစ်နှစ်ထက်တစ်နှစ်ပေါ့နော်မြင့်မားလာတဲ့နေ့အတူကျွန်တော်တို့လည်းကိုယ့်ရဲ့သားသမီးတွေပေါ့နော်အဆင့်မြင့်ပညာရေးတက်တဲ့အခါကျရင်ကျွန်တော်တို့ဒီ student loan ပေါ်မှာမိခိုပြီးတစ်ချိန်ကြာရင်ဒီ student loan ကိုပြန်ပေးဆက်နေရတဲ့ဝန်ထုတ်ဝန်ပိုးကနေလွတ်မြောက်ဖို့ရန်အတွက်ပေါ့နော်သားသမီးအတွက်ကျွန်တော်မိဘတွေကကြိုတင်ပြင်ဆင်ထားတဲ့ account တစ်ခုဖြစ်ပါတယ်ဆိုတော့529 account ဆိုတာကကျွန်တော်တို့ဒီ state ရဲ့ tax credit လေးရပါတယ်ဆိုတော့ပြည်နယ်90ထဲမှာကျွန်တော်တို့ဒီ35ပြည်နယ်ကဒီ state tax credit ရတာဖြစ်ပါတယ်ကိုယ့်ရဲ့ပြည်နယ်မှာ credit ရလားမရလားဆိုတော့ကိုယ်တိုင်research လုပ်ကြည့်ပေါ့နော်ဆိုတော့ဒီထက်ကရင်းနှီးမြှုပ်နှံထားတဲ့အမြတ်ကိုလည်းကျွန်တော်တို့ဒီ federal နဲ့ state ကိုပေးစရာမလိုပါဘူးဒါကြောင့်ကျွန်တော်တို့ဒီ529ဟာတကယ်ပဲသားသမီးအတွက်အရန်အရေးကြီးတယ်လို့တကယ်လို့အကယ်ရွက်ပေါ့နော်ကိုယ့်ရဲ့သားသမီးတွေကပညာရေးမှာတော်ပြီးပေါ့နော်ပညာရေးမှာတော်တယ်နောက်ပြီးကျွန်တော်တို့ဒီအားကစားမှာတော်ပြီး scholarship တွေရခဲ့ပြီးဒီ529ငွေကြေးကိုကျွန်တော်တို့မသုံးခဲ့ရင်တော့မှကိုယ့်ရဲ့သားသမီးတွေအတွက်ဒီအနာဂတ်ဒီပြင်ဆင်အတွက်ပေါ့နော်ဒီ Roth IRA ကိုကျွန်တော်တို့ဒီ roll over လုပ်လို့ရပါတယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့ဒီ3500ရဲ့ကျွန်တော်တို့ကြိုပြီး roll over လုပ်ထားတဲ့အခါကျရင်နောက်တစ်ချိန်ကျရင်ကျွန်တော်တို့ဒီငွေကြေးကဘယ်လောက်ထိမြင့်တက်သွားနိုင်လဲဆိုရင် 1.6 million ထိမြင့်တက်သွားနိုင်ပါတယ်ဒါကြောင့်ကြိုတင်ပြုလုပ်ခြင်းဟာအားလုံးဟာအချိန်တစ်ခုဖြစ်ပါတယ်ဒါကြောင့်ကြိုတင်ပြုလုပ်ထားပြီးသားကိုကြိုတင်ပြင်ဆင်ထားဖို့ရန်အတွက်အရေးကြီးတဲ့အကြောင်းကျွန်တော်အားလုံးကိုတိုက်တွန်းစေလိုပါတယ်နံပါတ်3ကတော့ကလေးတွေအတွက် custodian Roth IRA ကိုဖွင့်ထားပေးခြင်းဖြစ်ပါတယ် custodian Roth IRA ဆိုတာက Roth IRA လိုပါပဲဒါပေမဲ့ custodian ဆိုတာကလေးတွေအတွက်မိဘကထိန်းထားတဲ့ဒီ account တစ်ခုဖြစ်ပါတယ်တကယ်လို့သူတို့16နှစ်ကျော်တချို့ state တွေမှာတော့ကျွန်တော်ဒီ23နှစ်ပေါ့နော် state တွေမှာမူတည်ပါတယ်ဆိုရင်သူတို့ရဲ့ကိုယ်ပိုင်သူတို့ manage ပေါ့နော်သူတို့ကိုယ်တိုင်စီမံခန့်ခွဲရတဲ့ account တစ်ခုဖြစ်ပါတယ်သို့တော့16နှစ်ဒီသူရဲ့ကန့်သက်ထားတဲ့အသက်မတိုင်ခင်မှာတော့မိဘရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ account တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ custodian account ကိုဘယ်သူတွေဖွင့်လို့ရလဲဆိုရင်ဝင်ငွေရှိတဲ့ကလေးတွေကိုကြိုတင်ပြီးဒါ retirement account အတွက်ကြိုတင်ဖွင့်ပေးထားခြင်းဖြစ်တဲ့ account တစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကြိုတင်စုဆောင်းထားခြင်းအပြင်ပေါ့နော်ကျွန်တော်တို့ကလေးတွေအသက်အရွယ်ရောက်လာတဲ့ခါကျရင်ဒီဟာကိုများစွာအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ် Roth IRA လိုပါပဲเนาะဆိုတော့ Roth IRA ဆိုတာအားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီ retirement account တစ်မျိုးဖြစ်ပါတယ်ကျွန်တော်အရင်တော့ဗီဒီယိုဒီမှာလည်းကျွန်တော်ပြောပြပြီးပေါ့နော်ဆိုတော့ custodian Roth IRA ဆိုတာ Roth IRA account ပါပဲကျွန်တော်အသက်59နှစ်ခွဲကြရင်သူတို့ဒီအမြတ်ရောအရင်ပါပေါ့နော်ဒီထဲမှာကျွန်တော်တို့ရတဲ့အမြတ်တွေအားလုံးကိုအခွန်အစိုးရကိုအခွန် state ကိုလည်းဒီဗဟိုအစိုးရကိုလည်းအခွန်လုံးဝပေးစရာမလိုတဲ့ retirement account တစ်ခုဖြစ်ပါတယ်ဒါကြောင့်စော CC ကိုကလေးတွေအတွက်ဒီဟာကိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားခြင်းကကျွန်တော်တို့နာဂတ်မှာသူတို့အတွက်ငွေကြေးအရာအများကြီးအကျိုးဖြစ်ထွန်းစေတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ဒီမိဘတွေအားလုံးဒီ account ကိုလည်းကျွန်တော်တို့ပြုလုပ်ပေးဖို့ရန်အတွက်ကျွန်တော်အားလုံးကိုတိုက်တွန်းစေပါတယ်ဆိုတော့ custodian account ကိုကျွန်တော်တို့ဒီ financial institution တွေအများကြီးမှာကျွန်တော်တို့ဖွင့်လို့ရပါတယ်ဥပမာBankers တို့ Fidelity ပေါ့နော် Roth IRA ပေါ့နော်ဆိုတော့ကိုရှိတဲ့ကိုရဲ့ account ကိုရဲ့ Roth IRA ရှိတဲ့နေရာမှာကိုသားသမီးတွေအတွက်ပေါ့နော်
ပြီးဖွင့်ပေးလို့ရပါတယ်ကျွန်တော်ကတော့ဒီ Bankers မှာကျွန်တော်ဖွင့်ထားပါတယ်ကျွန်တော်မြန်မာပြည်သားတွေမှာကျွန်တော်ကိုယ်ပိုင် business တွေအများကြီးရှိတယ်တချို့က truck company လုပ်ကြတယ်ပြင် LLC နဲ့ပေါ့နော်ကိုယ်ပိုင် business နဲ့လုပ်ကြတယ် sushi တို့ပေါ့နော်အများကြီးကျွန်တော်တို့ကိုယ်ပိုင် business တွေအများကြီးရှိတယ်ဆိုတော့ကိုယ့်ရဲ့ကလေးတွေကိုကိုယ့်ရဲ့ကိုယ်ပိုင် business ထဲမှာအလုပ်ကိုညီခိုင်းပြီးပေါ့နော်ဒီကလေးတွေကိုတစ်ဖက်မှာကျွန်တော်တို့ဒီသူတို့အတွက်ဝင်ငွေပေးရင်းနဲ့ဝင်ငွေကိုပြရင်းနဲ့တစ်ဖက်မှာသူတို့ရဲ့ဒီ custodian Roth IRA ကိုဖွင့်ထားခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့တစ်ချက်ပြတ်ကျွန်တော်တို့မှာအကျိုးအများကြီးရှိတယ်ဒါကြောင့်ဒီဟာကိုကျွန်တော်တို့တခြားလူတွေကိုလည်းဝေမျှပေးခွင့်ရတဲ့ကျွန်တော်မြတ်တာရက်ခံခြင်းနဲ့ဘာလို့ဆိုတော့ကျွန်တော်ဒီ Federal Law အရလူတစ်ယောက်ရဲ့ standard deduction ကဘယ်လောက်ရှိလဲဆိုရင်14000ပေါ့နော်14000ဆိုတာကျွန်တော်တို့အမေရိကမှာ14000ဆိုတာရှိကိုရှိရမယ်ဝင်ငွေဖြစ်တဲ့အတွက်ကြောင့်ကိုက14000အောက်ပေးရှိတယ်ဆိုရင်ကျွန်တော်တို့ဒီကလေးတွေရောကိုဒါ individual ပေါ့နော်ဘယ်လိုမှဆို tax federal ကို tax space ရမလို့ပါဘူးအလုပ်ကအများကြီးရှိတယ်เนาะတချို့တွေကဒီ truck လုပ်တဲ့ company တွေဆိုရင်လည်းဥပမာသူတို့ဟို truck မှာ cleaning လုပ်တာတို့ပြင်ဒီdog walking တို့ပေါ့နော်ဒီချို့ဟာတွေခွေးချောင်းတဲ့အလုပ်တွေလုပ်ကြတယ်တန်းရှင်းလုပ်ကြတယ်အမျိုးမျိုးပေါ့လေကျွန်တော်ကိုယ့်ရဲ့ကလေးတွေရဲ့ကိုကျွန်တော်တို့ခိုင်းလို့ရတယ်ဆိုတော့ပြောချင်တာအသုံးပြုလို့ရတယ်သူတို့ကိုကိုကြီးခိုင်းပြီးသူတို့ကိုဒီ account လေးဖွင့်ထားပေးနေပေါ့နော်သူတို့ကို tax break လုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးတွေကိုလည်းကျွန်တော်ဒီအချက်ကိုကျွန်တော်အဓိကပြောပြချင်တဲ့အတွက်ကြောင့်ဒီနေ့ဒီဗီဒီယိုပြောလို့ချင်းဖြစ်ပါတယ်ကိုယ့်ရဲ့ retirement ကိုလည်းစုဆောင်းတင်တယ်လို့ကိုယ့်ရဲ့သားသမီးတွေအတွက်လည်းပေါ့နော်ကြိုတင်ပြီးပြင်ဆင်ထားတင်နေဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဝေမျှပေးချင်ပါတယ်နောက်ပြီးဒီ account ကိုဖွင့်ထားပြီးကျွန်တော်တို့ယင်းနှမြုပ်နှံမှုပြုလုပ်တဲ့ခါကျရင်ပေါ့နော်ယင်းနှမြုပ်နှံမှုရဲ့အမြတ်အစွန်းတွေကိုကလေးတွေကိုပြောပြပြီးကလေးတွေကလည်းငွေကြေးရပူပြီး motivation ဖြစ်ပေါ့နော်သူတို့ရတဲ့ငွေကြေးကိုအလကားသုံးလိုက်မဲ့အစားပေါ့နော်ယင်းနှမြုပ်နှံထားတဲ့ဒီတူတက်မှုနှုန်းကိုကြည့်ပြီးကလေးတွေကလည်းပူပြီး motivation ဖြစ်စေပါတယ်ဆိုတော့နောက်ပြီးကလေးတွေကအလုပ်စားလုပ်တဲ့ခါကျရင်လောကရဲ့အကြောင်းကိုသိလာတယ်ပြင်ဒီ entrepreneurship ပေါ့နော်ကျွန်တော်စင်ဦးကြိုထွင်မှုအကြောင်းလေးတွေကိုလည်းသူတို့နားလေတယ်ပြင်လူတွေနဲ့ in person ဆက်ဆံလာတဲ့အခါကျရင်လူတွေရဲ့အကြောင်းကိုပုံမှုသိရှိနားလေပြီးလူတွေနဲ့ဘယ်လို deal လုပ်ရမလဲဘယ်လိုဆက်ဆံရမလဲလူအမျိုးသားဘယ်လိုရှိတယ်ဘယ်လိုကိုဘယ်သူကိုဘယ်လိုဆက်ဆံရမလဲဆိုတဲ့လောကအကြောင်းတွေကိုလည်းပူပြီးနားလေပြီးသားဖြစ်ပါတယ်ကလေးတွေဘဝအမိုင်ပေါင်းများစွာကိုဖြတ်တန်းဖို့ရန်အတွက်ပေါ့နော်အတွေ့အကြုံများစွာကိုကျွန်တော်တို့သင်ပေးတဲ့နေ့တစ်မျိုးလေးဖြစ်တဲ့အချက်ကြောင့်ပေါ့နော်ဒီအချက်ကအရေးကြီးလို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကလေးတွေအတွက်ဒါကိုပြင်ဆင်ထားတင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်နောက်ပြီး custodian account ဟာအကယ်၍ကိုသားသမီးတွေဟာတစ်ချိန်ကြရင်ငွေရေးကြေးရဲ့အခက်အခဲဖြစ်ပြီးဥပမာကားတို့ဘာတို့ငွေချင်တယ်ဆိုရင်လည်းပေါ့နော်အခက်အခဲတစ်ခုကြောင့်ပေါ့နော်ကိုကငွေထုတ်ချင်တယ်ဆိုရင်လည်းကိုရဲ့ premium ကိုထုတ်သုံးလို့ရတယ်ဒါကတော့ကျွန်တော်တို့အခွန်ပေးစရာလည်းမလိုပါဘူးကျွန်တော်ကြိုက်တဲ့အချိန်ထုတ်သုံးလို့ရတာဖြစ်ပါတယ်Roth IRA နဲ့အတူတူပေါ့လေနော်ဒါကြောင့်ဒါကလည်းကျူတင် premium ကိုကျူတင်စုထားခြင်းအပြင်ပေါ့နော်တစ်ဖက်မှာကျွန်တော်တို့ဒီကိုယ့်ရဲ့အမြတ်ကိုထည့်ကျွန်တော်တို့ဒီသုံးစရာမလိုဘဲနဲ့ premium ကိုကျွန်တော်တို့ emergency use အဖြစ်ပေါ့နော်အရေးပေါ်အဖြစ်အသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြချင်ပါတယ် Okay နောက်ဆုံးနံပါတ်၄ကတော့ trust account ဖြစ်ပါတယ်ဒါကချမ်းသာတဲ့လူတွေမိမိရဲ့ generation wealth ပေါ့နော်မျိုးစင်ဆက်တနာတွေငွေကြေးတွေကိုကိုယ့်ရဲ့သားသမီးတွေကိုစီမံခန့်ခွဲပေးတဲ့ account တစ်ခုဖြစ်ပါတယ်ဒီ account ကဥမာကိုကထိန်းချုပ်သူအဖြစ်ပေါ့နော်ကိုကဆက်လက်တာကိုချုပ်ကင်ထားပြီးမှကိုယ့်ရဲ့ access တွေပေါ့နော်ကိုယ့်ရဲ့ဥမာ income ဖြစ်မယ်ကိုယ့်ရဲ့ access တခြား access တွေဖြစ်မယ်နောက်ပြီးဒီ insurance policy စသဖြင့်ပေါ့နော် access တွေကိုကိုယ်တိုင်ထိန်းချုပ်ပြီးဒီမှာ beneficial အနေနဲ့ပေါ့နော်စက္ကန့်သူတွေကိုကျွန်တော်ထည့်သွင်းထားတဲ့ account တစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အကယ်၍ကိုသားကိုဖြစ်ဖြစ်ပေါ့နော်ကိုသမီးကိုဖြစ်ဖြစ်ရော့အင်းပတ်စံ2သိန်းဆိုပြီးပေးလိုက်တဲ့ခါကျရင်ဒီပတ်စံ2သိန်းကိုတချို့လူတွေကအများပိုင်းကပေါ့နော်ကိုသားသမီးတွေကကောင်းတဲ့နေရာမှာသုံးမလို့ဒီဟာကိုဖြုံးလိုက်နဲ့ဖြုံးလိုက်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါမျိုးမလုပ်ဘဲနဲ့ဥပမာကိုကဘေးအသက်အရွယ်ကြရင်ဘေးအချိန်ကြရင်ဘေးသားသမီးဘေးမြေးကိုဘယ်လောက်ရာခိုင်နှုန်းပေးပါဆိုပြီးမှစီမံခန့်ခွဲထားတဲ့ account တစ်ခုဖြစ်ပါတယ်ဆိုတော့ trust account ရဲ့အမျိုးအစားအများကြီးရှိပါတယ်ဒီနေ့တော့ကျွန်တော်တို့ဒါကိုအသေးစိတ်မသွားတော့ပါဘူး Okay ဒါကတော့ငွေကြေးရပါတော့အနာဂတ်သားသမီးတွေအတွက်ပေါ့နော်ကျူတင်ပြင်ဆင်ထားပြီးဖွင့်ထားတဲ့အချက်ငွေကြေးရအရေးကြီးတဲ့အချက်၄ချက်ကိုကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံကြမယ်လို့ပြောသားရင်းနဲ့ဒီနေ့ဒီဗီဒီယိုဒီမှာဆုံးသတ်ပါရစေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်